အခန်းလေးကိုရှင်းလင်းနေပေမဲ့နှလုံးသားထဲတော့ရှင်းနိုင်သေးဘူးတဲ့ပုံဟောင်းပုံကိုမြင်တိုင်းမင်းပြုံးတွေပြန်ပေါ်လာတယ်ဘလို့အတော်တဲ့ပစ္စည်းတွေကိုတစ်ခုပြီးတစ်ခုလွင်ပြခဲ့ပေမဲ့မင်းနဲ့ပတ်သက်တဲ့တရားတွေကိုတော့ဘယ်လိုမှမလွင်ပြနိုင်ခဲ့ဘူး